ဒီပေါ်ပြန်နေပြပြမှာဖြစ်ပါတယ်အဲ့လိုကြည့်လိုက်ကြရအောင်ဒီလိုဆိုတူရစ်တင်နေဒီကျဝင်လာပါဝင်ပြီးရင်အတောင်ပံလေးကိုတော့ဝယ်ရမယ်ဝယ်ပြရမယ်ဝယ်ပေးပြီးရင်ဒီထဲမှာပြန်မဲ့ဟိုက်ယူမယ်ပေါ့နော်ဒါပေါ့ fire လို့ရရှာလိုက်ပါရရှာလိုက်ရင်ကြားလေးတွေ့ပါမယ်ဒါလေးကိုပဲကင်မှာနောက်ခုလောက်တော့ယူလိုက်ပါနော်ကုန်သွားမှာဆိုလို့ပါ okay ယူပြီးတော့ဒါပြန်ဖို့ကဒီတိုင်းဆိုမဖြစ်ဘူးအဲကြောင့်နေရာရှင်းတဲ့နေရာလိုက်ရှာပါရေဆိုးလုပ်ပြီးဆိုဒီစတင်ထဲကဒီအသက်ပါတဲ့ဟာနဲ့ဆွာမှာပါပြီးပါဒါကိုဒီဖက်ညာဖက်လက်မှာကန်ပြန်လို့မရပါဘူးအဲကြောင့်ညာဖက်လက်မှာမကန်ပါနဲ့ဒီဖက်လက်နဲ့ကန်နော်ပြီးဒါနောက်လဲအချိန်နဲ့ပြီးပါပြီးတော့နှစ်ချက်ခုန်လိုက်ပြီးတော့ဒါကိုအော်မဒီအချိန်နဲ့ပြီးတော့ဒီခုန်နဲ့ဟိုမှာခံနေပြီးဒါဒီမှာဖြစ်နေတာဖြစ်နေတာတော့ကြားရပါတယ်ဒါလေးဖြစ်နေတာတော့မဟုတ်ဘူးကဲပါအားလုံးဒီဗီဒီယိုကြည့်ရှုပြီးတော့ကြည့်ရှုပါ